မင်္ဂလာပါဗျကျွန်တော်ကတော့စာရေးသူရှင်ပါဒီတစ်ခေါက်မှာတော့တကြီးရကျုပ်အပိုင်းဆိုရဲဇလန်းလေးရဲ့အပိုင်းတစ်ကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ဗျလိုက်ပါနာဆင်ပေးကြပါအောင်နော်ဟိတ်ကောင်းတယ်ရက်လိုက်ကြစမ်းရွာထိပ်ရှိလက်ပံပင်ကြီးရဲ့အောက်တွင်ရန်ဖြစ်ခါဖုံတလူလူဖြင့်လုံးထွေးလို့နေကြသည့်လူ6ယောက်အားဩဇာအာဏာပြင်းပြသည့်အစ်ဆက်ဆက်နှင့်ဒေါသတန်ဖြင့်တားဆီးလို့နေသောလူရွယ်တယောက်အပြင်ထိုလူ၏အနောက်တွင်လည်းလူလက်ပိုင်းလူကြီး3ယောက်နှင့်လူငယ်လေးတယောက်လည်းရှိလို့နေသည်ဖုံတလူလူထားလို့နေသည့်မြေပြင်ထက်လုံးထွေးလျက်ရှိကြသောလူ6ယောက်မှာတော့ကြားလိုက်ရသည့်အတန်ကြောင့်ကိုစီကိုငါခေါင်းထောင်ကြည့်လိုက်ရင်လူရှင်းခွဲကထားရက်လိုက်ပြီးဒေါသဖြင့်ဆူရဲစွာကြည့်လို့နေသည့်လူရွယ်အားမတိုင်မင်ပါပဲအကြည့်တို့ပုလို့လို့နေသည်ဖြစ်ရာရန်ဖြစ်လုံးထွေးထားသည်မို့ဖုံတို့ပေရည်နေလျက်အနှဲငယ်သွေးဆိုးလို့နေရဲကညိုနေသောဒဏ်ရာတို့လည်းရှိလို့နေပေသည်ဒေါသတန်စင်သူခေါ်လိုက်တော့မျက်လုံးကိုပညာကစားလို့မသိရှင်အောင်ဆောင်ကမျက်နှာတစ်ဖက်လွှဲသွားသည့်သူကြောင့်အန်ကျိတ်လိုက်ရင်မင်းအကုန်တော့ကလိုက်ခဲ့ပြုတ်ဖို့ပြန်လိုက်တော့လေဒေါသထွက်နေ၍ဘယ်စကလုံးကမှထွက်မလာတော့သည်ကြောင့်မျက်လုံးကိုစုံမိတ်ချလိုက်ရင်စိတ်လျှော့သလိုလေးကိုပြင်းပြင်းရှူရှိုက်လိုက်ပြီးတပ်ပြင်းချလိုက်ကအိပ်ဆက်စွာပင်စကားဆိုပြီးထိုနေရာမှလှည့်ထွက်လာခဲ့လိုက်သည်တန်စင်မှာတော့ဒေါသထွက်ပြီးစကားဆိုကလှည့်ထွက်သွားသည်တကြီးရဲ့ကြောပြင်လေးအားကြည့်ကနှကန်းသွင်းုံများမတိမတာပြုံးလိုက်ပြီးအနောက်မှတွက်လက်သည့်ရှေ့လမ်းများဖြင့်လိုက်သွားလိုက်သည်သူနီသူအခြားသူများမှလည်းလိုက်လာကြလေသည်ဖြစ်ရာအနောက်မှကောင်တွေအားမကြေမနက်ဖြင့်မတိမတာမျက်လုံးဆွေကတစ်ချက်ကြည့်လိုက်ပြီးရှေ့သို့သာပြန်လည်ဦးတည်လိုက်သည်ကဲဆိုကြစမ်းပါဟမ်မင်းတို့ကောင်တွေငါစကားကိုတအားတွေအရေးလောက်လွန်းတော့ငါတော့ထိမ့်မနိုင်သိမ့်မရပါလားမင်းတို့ကိုမင်းတို့မင်းမဲ့တိုင်းပြည်မှာနေရများမှတ်နေကြသလားဟမ်သူ့အိမ်ကိုရောက်ပြီးဆိုသည်နှင့်ခုံတန်းလျားရှိတစ်ခုမှဝင်ထိုင်လိုက်ရင်ရက်နေကြသည့်တန်ရာများနှင့်လူ6ယောက်အားအန်ကျိတ်ကာဖြင့်အိပ်ဆက်စွာပင်စကားဆိုလိုက်သည်ကျုပ်တို့နိုင်ငံမင်းမဲ့တိုင်းပြည်ပဲလေဘီးမမရှိတာတကြီးရလေဟိတ်ကောင်တောသားတန်စင်မင်းသူ့အပြောကိုတခုံးမကြံပြန်ပြောနေသည့်တောသားတန်စင်ကြောင့်ပြောဖို့ပြန်လိုက်တော့ဘာအမှမလုပ်ထားသည့်မျက်နှာပေးနှင့်တစ်ဖက်ကိုမျက်နှာမူထားသည့်ကြောင့်သွေးအန်လူနီနီဖြစ်သွားရလျက်ဒေါသကိုထိန်လိုက်ကစကားစာကိုရပ်တန့်လိုက်ချိန်သူ့ရှန်ထဲကိုရောက်လာသည့်ရန်ဖြစ်သူတွေရဲ့မိဘတွေကိုတစ်ချက်ကြည့်လိုက်သည်အမလေးမိသားလေးရဲ့ကြည့်ပါဦးတန်ရာတန်ချက်တွေနဲ့ပါလားလှုပ်ရက်လိုက်ကြတာမိသားလေးကိုကွယ်တန်စီရဲ့မိခင်ဖြစ်သူမှာတားတော်မောင်ရန်ဖြစ်၍တကြီးအိမ်ရောက်နေကြောင်းကြားသည်နှင့်စိုးရင်တကြီးဖြင့်ရွာတောင်ပိုင်းကတကြီးအိမ်သို့အတော့နှင်မိသည်မှာယောက်ျားဖြစ်သူပင်လိုက်၍မမိရှိတကြီးအိမ်ရောက်တော့လဲတားဖြစ်သူရဲ့မျက်နှာမှာဖူးရောင်ကအနှဲငယ်ညိုမဲနေသည့်တန်ရာတန်ချက်တွေကြောင့်တနာဂယုနာတက်စွာဖြင့်မထီရက်မကန်ရက်မျက်ရည်လေးစမ်းတန်းဖြင့်ဆိုမိပြန်လေတော့တကြီးဖြစ်သူတေးသွားရောင်ရှိမှာစိတ်လေစွာပင်မျက်စံလှည့်လိုက်မိပြန်သေးသည်ဒေါ်ခိုင်မူရတွင်အားတွေအကဲပိုနေရကိုရက်ပြီးဘေးကလူတွေကိုလည်းတစ်ချက်တတိမူကြည့်ပါအောင်လားတကြီးရဲ့စကားကြောင့်သူမသားနှင့်ရန်ဖြစ်ခဲ့သည့်တစ်ဖက်ကာလသားလေးတွေအားကြည့်မိတော့လူရုပ်ပင်မပေါ်တော့ထိုတော့မှသာလျှင်တရွေးတစ်ချက်မျိုးရှာရင်တားဖြစ်သူကိုအကြည့်ပြန်ပို့မိလေတော့နှကန်းတောင်းရဲ့ပယိုးနားရဲ့နဲ့မေးရိုးနားတွင်သာအထိုးခံထားရသည့်တန်ရာကရှိနေသည်မို့တကြီးဘက်ကိုလှည့်ကာအားနာစွာဖြင့်ပြုံးပြမိလိုက်သည်မိဘဖြစ်သူတွေကိုခေါ်လိုက်ရတာကတော့ကျုပ်သတ်မှတ်ထားတဲ့စည်းကမ်း3ခုချိုးဖောက်တဲ့ခမားတို့ရဲ့သားတွေကိုမှတ်လောက်သားလောက်ရှိအောင်တပတ်လောက်ထိတ်တုံးခတ်ထားမယ့်အကြောင်းအသိပေးရှင်လို့ပဲ
အမလေးတကြီးရဲ့တပတ်ဆိုတော့များတာပေါ့3ရက်လောက်ဆိုပိတ်ထားစကားတန်ထပ်ထွက်ရင်အပြစ်ပို့သွားမယ်နော်အထွန်းသက်ရှင်နေသေးသည့်တန်စင်မိခင်ဖြစ်သူကြောင့်ပိတ်ဟောက်လိုက်တော့မှအင်တင်တင်ဖြင့်စကားတန်ရက်သွားသည်မို့လက်ထောက်ဖြစ်သူဘက်ကိုလှည့်လိုက်ပြီးထွန်းအောင်ဒီကောင်တွေအကုန်လုံးထိတ်တုံးခတ်ထားလိုက်ဟုတ်ကဲ့ပါတကြီးထို့သောနှင့်ပင်သူ့စကားအတိုင်းရန်ဖြစ်ကြသည့်လူ6ယောက်အား3ယောက်တွဲစီထိတ်တုံးခတ်ထားလိုက်ပြီးမိဘတွေအားပြန်ခိုင်းလိုက်သည်အားလုံးပြန်လို့ရပြီတကြီးစိုးသွမ်းလွန်းတဲ့ဧကောင်စိုးလေးကိုစိတ်ကြိုက်တာဆုံးမပါဗျာရိုက်ပြီးဆုံးမမယ်ဆိုလဲစိတ်ကြိုက်ပါပဲတကြီးတဘောကြိုက်ရလုံနိုင်ပါတယ်တချိန်လုံးတိတ်ဆိတ်လို့နေသည့်တန်စင်ဖခင်ဦးမြတ်တော်လွန်မှစကားဆိုတော့ဒေါ်ခိုင်မူရာတွင်မှလွယ်၍ကြံသူများကလည်းသူတို့သားတွေကိုမိသူအပြစ်ပေးနိုင်ကြောင်းခေါင်းငိတ်ထောက်ခံလာကြလေတော့သည်ကိုမြတ်တော်လွန်တားချင့်သားနော်အိုကွာမင်းသားကဆိုးလွန်းတာဟုတ်ရှင်နော်ကျမသားလေးတစ်ခုခုဖြစ်လို့ကတော့ရှင့်ကိုကြုတ်လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးနော်ကဲဦးမြတ်တော်လွန်နဲ့ဒေါ်ခိုင်မူရာတွင်ရန်ဖြစ်ရှင်တပဆိုလဲအိမ်ပြန်ဖြစ်ကြကျုံနားကြီးလိုက်အကုန်ထိတ်သုံးစာကျွေးပြစ်မှာဘာမှတ်နေလဲရန်ဖြစ်ဖို့ပြင်နေသည်သူနှစ်ယောက်ကြောင့်ပြောလိုက်တော့ပါဇက်ပိတ်ကသူ့ရှန်ထဲမှာထွက်သွားတော့လဲလမ်းသွားရင်သူထိုးနေကြပြန်သေးသည်ကြောင့်ခေါင်းတာပဲညာခါရမ်းမိတော့သည်သူလဲရှန်ထဲမှာလူရှင်းသွားမှခုံတန်းလျားကနေထရက်လိုက်ပြီးအိမ်ပေါ်တက်ရန်ပြင်လိုက်သည်သူနေ့လယ်စာမစားရသေးဘူးမဟုတ်လားနေ့လယ်စာစားခဏီရွာထိပ်မှာကြက်တိုက်ရင်ရန်ဖြစ်နေကြသည်ဟုသည်ထွန်းအောင်ရဲ့အလောတကြီးဖြင့်တတိပေးစကားကြောင့်လက်ဆွဲတော်နှလုံးပြူတနက်ကိုကောက်ကန်ရင်ရွာထိပ်ကိုတုတ်ရှိတင်ခဲ့ရသည်ပဲယခုတွင်တော့နေ့လယ်စာမဝင်သေးသည့်ဘက်ကအဆက်ပြတန်မြည်ဟေးလာလေတော့အတန်တိတ်သွားအောင်အဖြစ်ရမည်မဟုတ်လားပြို့တကြီးအိမ်ပေါ်တက်ခါနီးကြားလိုက်ရသည့်တန်ဆင်းရဲ့ခေါ်တန်းကြောင့်မျက်မှောင်ကုန်းမိရင်ဂယုမပြုစွာဖြင့်လေကားတက်ရန်ရှေ့လန်းပြင်လိုက်သည်ကြီးထိုခါတွင်လည်းအေးမဆိုင်စွာဖြင့်လေကားနောက်တစ်ထစ်ကိုသာတက်ရန်ဟန်ပြင်လိုက်သည်တေးသွားရောင်ရှိဆိုတဲ့တကြီးရေလို့သူခေါ်တန်းကိုအေးမလုပ်ပဲအိမ်ပေါ်တက်ဖို့ပြင်နေသည့်တကြီးကြောင့်အမည်နာမနှင့်တွဲကခေါ်ဝေါ်လိုက်တော့သူစီတိုင်းကနေရောက်လာသည့်မျက်စောင်းလေးတစ်ချက်ကြောင့်သူ့ဝဲဖက်ရင်အောင်ရှိနှလုံးခုန်တန်းတို့ကစီးချက်မငြိရှင်တော့ပထမကဘာစစ်များဖြစ်နေသလားကိုထင်မှတ်ရလောက်အောင်ပင်ခုံလုံးနေသည်မှာတဒိတ်ဒိတ်တိုင်းတိုင်းပင်တောတာတန်စင်မင်းပါဇက်ပေါက်ကိုပိတ်ရင်ပိတ်မပိတ်လို့ကတော့ပြောင်းဖူးရိုးနဲ့လာဆုတ်ထားမှာကျုပ်ကပြောင်းဖူးရိုးမကြိုက်ဘူးတကြီးရဲ့တကြီးသာဆုတ်ရှင်နေဆိုရင်တော့တကြီးနှခမ်းနဲ့ဆိုအဆင်ပြေတယ်သိလားကျုပ်ကြိုက်တယ်လေမင်းတောတာတန်စင်မျက်နှာဦးကောင်တစ်ဆက်ကလေးမှအရှက်မရှိရကောင်အဲ့လောက်တောင်အဆုတ်ခံရှင်နေငါရှိတော့နဲ့လာဆုတ်ပေးမယ်သူ့အပြောကိုဆက်ဖြည်းဖြည်းမျက်နှာပေးဖြင့်ရီးတက်တဲ့စကားဆိုလာသည့်ကောင်ကြောင့်ဒေါသထွက်စွာဖြင့်စကားဆိုမိတော့ဒီလိုဆိုပြန်တော့လဲမစိုးလာပါဘူးကျုပ်ကတကြီးရဲ့ရှိတော်လေးကိုအမျက်တနိုးနဲ့တီးဦးတရအနမ်းဖွားဖွားရွှေပေးမှာပေါ့ဒီကောင်ကတော့မန်းလေပြဲလေကြီးလေရှင်လေဆိုတဲ့ဟာမျိုးမျက်နှာတစ်ပြန်လုံးနေရဲသည့်အထိဒေါသအမျက်ရှောင်ရှောင်ထားလျက်တောက်ခက်ကဆိုရင်အိမ်ပေါ်သို့ရှေးဆောင်ကတက်သွားသည့်သူ့ရဲ့တကြီးလေးကြောင့်တဘောကြကခတ်တော့ရဲမိသည်သူ့ရဲ့တကြီးကတိတ်ရှိဖို့ကောင်းလိုက်ပုံများကပြားစားပေးတောင်ဖွင့်နှဲလို့မိမယ်မထင်အသက်29နှစ်အရွယ်သားရှိသေးသည့်တကြီးမှာရွှေဝါရောင်အသားရည်ဖြင့်ပနံတင့်စွာအနှဲငယ်လုံးဝိုင်းသည့်မျက်နှာမှာတဲတယောင်ဖြင့်ရှိလို့နေပြီးအမြဲတစေစီလိမ့်ကတက်တင်ထားသောဗရုံးရောင်လိုနတ်မောင်သည့်ဆံရွယ်တို့ကလှုပ်ရှားမှုအနှဲငယ်ကြောင့်ဟိုတစားဒီတစားရဲ့ဖြင့်ပြေပြစ်ကအရှိုးညီလာသည့်နှစ်ဖူးပြင်ထက်ကြလို့နေပြီးထူမပါမျက်ခုံးနှန်းလေးမှာလည်းအပြစ်ပြောစရာမရှိထို့အပြင်အနှဲငယ်ဝိုင်းဆက်ကဖြင့်
အယောင်တလဲလဲဖြင့်တောက်ပနေတတ်သည့်အညူရောင်မြက်ဝင်းတို့မှာတတိုင်းတစ်ဖွဲဖြင့်ကော့ညွန့်ကချစ်စိတ်စိတ်မျက်တောင်တို့ကြားနေရာယူထားပုံမှာကျဲပွင့်လေးတစ်ခုပမာနှင့်ဖြောင်ဆင်းနေသည့်နှာတန်းနှင့်အတူစိုးစေးမကူပါပဲပန်းရောင်ပြပြတန်းလျက်ကာကြီးပုံတံဖြင့်ဖူးကစိုးနေသည့်နှကမ်းပါးတစ်စုံမှာသူ့ကိုလာနန်းလှဲ့ပါဟု၍ဖိတ်ခေါ်နေသည်နှင့်ပိကက်နန်းချိုက်ပစ်ရှင်စိတ်တို့ကတဖွာဖွာအားလုံးရှုံငုံကြည့်မယ်ဆိုရင်သူ့ရဲ့တကြီးကရွာရဲ့ရှော့ပေးလှပေးဆိုတဲ့ကွန်းနောင်ကိုင်ပန်းနောင်ကိုင်အလှပကလေးတွေထက်ကိုပိုလှပိုရှော့ပိုရှစ်စရာကောင်းလာပေသည်မလွယ်ပါဘူးရာကျုပ်ဖြင့်တကြီးအလှလေးကိုမျက်ตาတက်ဝင်လွန်၍မိတို့မိပုံလောက်ရမည်ကိုမသိတော့ဒီမှာအမှန်တကယ်ပင်ဖြစ်သည်ကြာရင်ကျုပ်တော့တကြီးဆိုတဲ့စိတ်နဲ့ယူရတော့မယ်ထင်ပါရဲ့ဗျာကြက်တီစမှမရှိရကောင်လူများမိမကြိုလေးများမှတ်နေသလားမသိရှိတတ်တဲ့လားလုံနေပြောပြန်လည်းမကောင်းရှိတော့မယ်ထမင်းစားရင်မကြည်မနှက်ဖြင့်ပွက်စီရွတ်နေသည့်ရောင်ရှိမှာတော့တန်စင်ရဲ့မထိတထိရည်တက်တဲ့စကားတော်အားသိမိရင်ရင်ထဲတနှုံနှုံနှင့်ခံစားနေရသည့်ပုံပင်သူဟာဒီတလဲဖြူရွာရဲ့အသက်အငယ်ဆုံးတကြီးတစ်ယောက်ဖြစ်ကာတကြီးမျိုးရိုးမှဆင်းသက်လာသူတစ်ယောက်လည်းဖြစ်သည်ရှေးရခင်ဘိုးဘေးပြပြင်းလက်ထက်တည်းကတကြီးလှလာခဲ့ကြသည်မှာသူ့လက်ထက်ထိပဲဆိုပါတော့ဖခင်ဖြစ်သူတိမ်ပါပြီးချိန်မှစ၍တကြီးရာထူအားဆက်ခံကာဒီရွာကိုထိမ့်သိမ်းအုပ်ချုပ်ခဲ့သည်မှာ9 နှစ်ပင်ပြည့်ခဲ့ပြီးရှိရာမိခင်ဖြစ်သူမှာတော့သူမိဖွားပြီးသည်နှင့်မိတွင်းထဲမှာပဲတည်ဆုံးသွားခဲ့သည်ဖခင်ဖြစ်သူမှာသာသူ့အားလူလေးသိမရှိအောင်ကျွေးမွေးပြုစုဆောင်ရှောက်ရင်းအသိပညာအသက်ပညာများကိုသိစေတတ်စေခဲ့သည်ဖခင်ဖြစ်သူမှာကိုကျိုးထက်ရွာအကျိုးကိုပို၍ရှေးရှုသူမို့သူသည်လည်းဖခင်ရဲ့ရှိရာကိုနင်းလျက်ရွာအကျိုးကိုအဘဘမှကူညီထမ်းဆောင်ပေးရင်ဖခင်ဖြစ်သူမရှိတော့သည့်တိုင်တကြီးအဖြစ်ဖြင့်ရက်ရွာအရေးကိုတည်ပိုးလို့ထိမ့်သိမ်းအုပ်ချုပ်ခဲ့တော်လဲဒီတော့တတန်စင်ဆိုတဲ့လူဆိုးကောင်ကိုတော့ဘလို့မှအုပ်မရရှုပ်မရဖြစ်သည်မှာသူ့လက်ထက်မတိုင်ခင်ဖခင်ဖြစ်သူလက်ထက်တည်းရပင်ဖြစ်၏ငယ်တော့လဲငယ်လို့ကြီးတော့လဲကြီးလို့ထိမ့်မနိုင်သိမ့်မရဆိုးသွမ်းချင်တိုင်းဆိုးသွမ်းလွန်းသည်မှာကြီးလေခါလေဆိုသည့်တမရွက်အလားထင်မှတ်ရသည်ပင်အခုမှအသက်ကဖြင့်23 နှစ်ရှိသေးသည်ထိတ်သုံးခက်ခံရချိန်ပေါင်းကအသက်ထပ်ပင်3 ဆလောက်ပိုလိမ့်မည်ပေသူ့လိုရွာကိုအုပ်ချုပ်နေသည့်လူတိုင်းကြောက်ရွံ့ရိုတရားသည့်တကြီးဖြစ်သူကိုတောင်မလေးမစားဖြင့်ရည်တက်တဲ့စကားတွေဖြင့်ထိကဘာရိကဘာပြောဆိုဆက်ဆံသည်ကိုပဲကြည်လေရုပ်လေးနဲ့မှမလိုက်မြင်တာနဲ့စောင့်ကန်ရှင်စေဆိုတဲ့ဆူတောင်းနဲ့ပြည့်နေတဲ့ကောင်မျိုးတနေ့ရံဖြစ်လိုက်ထရေတောက်လိုက်ကြက်တိုက်လိုက်နဲ့အလီလိုက်ဆူသွမ်းနေတာသူကြည့်မရဆုံးလူတွေထဲတွင်ထိတ်ဆုံးအပင်ဖြစ်သည်နာမည်ကြားယုံနဲ့တင်မျက်နာကြီးဖနှက်နဲ့ပိတ်ရက်ပြည့်ရှင်စိတ်တွေကတဖွာဖွာတကြီးကကျုပ်ပိုင်းဆိုတဲ့ဇလန်းလေးရဲ့အပိုင်းတစ်ကတော့ဒီမှာတင်ပဲတခန်းရက်ပြီးဆုံးသွားခဲ့ပါပြီခင်ဗျာယခုလိုနားဆင်ပေးကြတဲ့သူလေးတွေအားအထူးပင်ကျေးဇူးတင်ရှိပါရခင်ဗျာဆိုတော့နှုတ်ဆက်ပါတယ်နော်အပိုင်းနှစ်လေးကတော့မြော်ပေါ့နော်